Hello အားလုံးပဲမင်္ဂလာပါရှင် The Kitchen Diary Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့တက်ဆက်ပြသွားမယ်အဟာလေးကတော့ပစုံလုံးကြော်ပေါ့နော်အဲ့အလေးကိုတက်ဆက်ပြသွားမှာဖြစ်ပါရရှင်အဲ့တော့ပထမဆုံးအနေနဲ့စက်တုံနီလေးကိုငရုတ်စုံလေးကိုထောင်းပြီးတော့ထည့်ပါမယ်ရှင်ပြီးရင်တော့တခါတည်းပစုံကိုပါတခါတည်းစက်တုံဒီနဲ့အတူတူပေါ့နော်တခါတည်းရောပြီးတော့ထောင်းထည့်လိုက်ပါမယ်ပြီးရင်တော့အစိမ်းမော့အနေငယ်ပြီးရင်စားအနေငယ်ထည့်ပြီးဆိုလို့ရှိရင်တော့တခါတည်းမှွေပြီးတော့ရောထောင်းလိုက်ပါမယ်အချင်းနဲ့အောင်ထောင်းပြီးဆိုလို့ရှိရင်တော့အကြော်မှုတ်ပေါ့နော်အကြော်မှုတ်ကိုဒီစတီးဆုံးပေါ့နော်စတီးဆုံးနှစ်ဆုံးထည့်ပါမယ်ရှင်အကြော်မုတ်ပါထည့်ပြီးဆိုလို့ရှိရင်တော့တခါလေးရောပြီးတော့ထောင်းပြီးတော့ဝင်လိုက်ပါမယ်ရှင်ပြီးလို့ရှိရင်တော့ဒီစီပေါ့နော်စီလေးပူတော့မိနစ်ငယ်လောက်ထားပြီးဆိုလို့ရှိရင်တော့ဒီပကုနာကထောင်းထားတဲ့ပစုံလုံးလေးကိုလုံးပြီးတော့တခါလေးစီပူထဲမှာထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်ရာသီဥတုအပြောင်းလဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ကြည့်ရှုသူပရိသတ်တွေအားလုံးနဲ့ကျမရဲ့အထူးပြုဆိုင်ကြပါရှင်မိနစ်အနည်းငယ်လောက်ကြော်ပြီးပြီဆိုလို့ရှိရင်တော့တစ်ဖက်ကနည်းနည်းလေးနီလာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှန်ပြီးတော့ကြော်ပေးရပါမယ်ရှင်တခါတည်းအိုးမကတ်အောင်တစ်ခုနဲ့တစ်ခုမကတ်အောင်လည်းတတိထားပြီးတော့ကြော်ပေးရပါမယ်ရှင်နှစ်ဖက်လုံးညီရဲလာပြီဆိုလို့ရှိရင်တော့ဒါဆယ်လို့တော့ရပါပြီဒါပေမဲ့တချို့ဟာလေးကမရဲသေးတဲ့ဟာလေးရှိရပေါ့နော်အဲ့အလုံးလေးဆိုလို့ရှိရင်နည်းနည်းလေးညီရဲသွားပြီပေါ့နော်ကြည့်လို့လည်းလှအောင်လို့ကြော်ပေးရပါမယ်အဲ့တော့ညီရဲတဲ့ဟာလေးတွေကိုတစ်ခါတည်းပကံပြားတဲ့ကိုထည့်ပြီးတော့ဆယ်လိုက်ပါမယ်ရှင်အားလုံးဆယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ sauce ကိုပေါ့နော် yuyu sauce ဒါမှမဟုတ်လို့ရှိရင် chili sauce ပေါ့နော်အဲ့အလေးနဲ့တို့စားလို့ရှိရင်အရင်စားလို့ကောင်းပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးပင်တရှိပါရဲ့ရှင်တတာ